ထိုင်းနိုင်ငံမှာမရှိလို့အားကျနေရတဲ့ရေခဲတောင်ကမြန်မာနိုင်ငံဘယ်နေရာမှာရှိနေတာလဲပြီးတော့ဘယ်လိုလူမျိုးတွေနေထိုင်ကြရလဲအဲ့ဒီပြောသလိုတကယ်ရောလှပနေပါမလားဆိုတော့မြန်မာနိုင်ငံလို့ပြောလိုက်တာနဲ့ရာသီဥတု၃မျိုးရှိပြီးတဘာဝအလှပရတဲ့နိုင်ငံကြီးတစ်ခုကိုပြင်းမြင်မိမှာပါဒါပေမဲ့မြန်မာနိုင်ငံမှာပဲရာသီဥတု2မျိုးနဲ့ရေခဲတောင်ရှိတဲ့နေရာကိုတော့တော်တော်များများသိကြလိမ့်မယ်လို့မထင်ပါဘူးတောလာကြီးခက်ခဲတာကြီးနဲ့တိတ်ပြီးမတိုးတက်သေးတာအကြောင်းလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှာရှိတဲ့ကချင်ပြည်နယ်ချီဖွေမြို့နယ်အတွင်းကပန်ဝါဆိုတဲ့တရုတ်နယ်စပ်မြို့လေးတစ်မြို့ပါပန်ဝါဆိုတဲ့တရုတ်နယ်စပ်မြို့လေးတစ်မြို့ကတောင်နှင်းတောင်ဆောင်တွေနဲ့ဝင်းရံထားတဲ့တောင်မမြို့လေးဖြစ်တာနဲ့အတူနှင်းတွေကလည်းတစ်မြို့လုံးကိုဖုံးလွှမ်းလို့နေပါတယ်။စောင်းရသည့်ချိန်တွေဖြစ်တဲ့နိုဝင်ဘာကနေဖေဖော်ဝါရီလအတွင်းကအေးဆုံးချိန်တွေဖြစ်ပြီးတော့နှင်းတွေကလည်းတစ်မြို့လုံးကိုဖုံးလွှမ်းကပန်ဝါမြို့လေးအလှပကိုဖော်ကျူးလို့နေပါတယ်။ပန်ဝါမြို့လေးကစတူရန်မိုင်1355မိုင်ကျဲဝန်းပြီးတော့အရှေ့ဘက်မှာတရုတ်နိုင်ငံတောင်ဘက်မှာဝိုင်းမော်မြို့နယ်အနောက်ဘက်နဲ့မြောက်ဘက်မှာချီဖွေမြို့နယ်တို့နဲ့နီးစပ်လို့နေပါတယ်။ဒီမြို့လေးမှာနေထိုင်သူတွေကတော့လော်လက်ချိတ်နဲ့လီစုတိုင်းသားတွေဖြစ်ပြီးတော့အများစုကခရစ်ယာန်ဘာသာကိုကိုးဝယ်ကြတာဖြစ်ပါတယ်။တစ်မျိုးလုံးထဲမှာဗုဒ္ဓဘာသာဝင်တွေအတွက်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်လို့ထင်ရှားတဲ့စိန်ပေါကက်သလစ်ဘုရားစီဒီနှစ်စုကလည်းကြီးညိုစရာကောင်းလွန်းလှပါတယ်။မြို့ပေါ်ကဘုန်းကြီးကျောင်းနဲ့ဝင်ပြီးတော့ပန်ဝါမြို့ရဲ့ယဉ်ကျေးမှုအမှုပညာနဲ့တိုင်းသားဘဝတွေအကြောင်းကိုလေ့လာခန်းစားနိုင်ပါတယ်။မြို့ပေါ်အမှတ်တရက်ကွက်နေရှိတဲ့စပူငင်းစီဒီကလည်းတက်တန်းရှိပြီးတမိုင်းနဲ့တူရှိနေတာကြောင့်ခီးသွားတွေအများကြီးကလာရောက်ဖူးမြော်ကြပါတယ်။အေးများတဲ့လေနှင်းတွေဖုံးလွှမ်းနေတဲ့မြို့တောတောင်တွေကြားမှာအတွင်စီးဆင်းနေတဲ့ရေကုန်တွေနဲ့တောင်ပေါ်ကကြည့်ရှုရတဲ့ရှုခင်းတွေကတကယ်ကိုလှပပြီးစိတ်ကိုလည်းအေးချမ်းစေမှာဖြစ်ပါတယ်။ပန်ဝါမြို့မှာနေထိုင်တဲ့လူတွေကလည်းရိုးသားဖို့ရခိစိုက်တတာကြောင့်နေချင်းစရာဖြစ်နေပြီးအလေသွားမိမပြန်ခြင်းဖြစ်မိမှာအမှန်ပါပဲ။ဒါကြောင့်ပဲထိုင်းလူမျိုးတွေအများကြီးကမြန်မာနိုင်ငံကတဘာဝလှပနေတဲ့ပြည်နယ်နေတဲ့နိုင်ငံကြီးလို့ပြောဆိုနိုင်ကြတာဖြစ်ပါတယ်။တကယ်ပဲရာသီဥတု၃မျိုးရှိတဲ့မြန်မာနိုင်ငံမှာရာသီဥတု2မျိုးတဲ့နဲ့ရေခဲတောင်ဖြစ်နေတဲ့နှင်းမျိုးတော့ပန်ဝါမြို့လေးကတဘာဝအလှပရနေအံ့ဩဖွယ်နေချင်းစရာမြို့လေးတစ်မြို့ပဲဖြစ်နေပါတော့တယ်